ဘောသဘာခုတော့မှဖြန်းတယ်မလို့တော့လို့ကျွန်တော်မဖြန်းတာအပင်လိုကဖြန်းလက်ခံသေးတယ်ဟုတ်တယ်ဖြန်းစားပေးဦးမှသူကိုယ်အဲ့လိုဖြစ်နေတာဒီဆိုဝိုင်းကိုလက်လှုပ်လို့မရဘူးကွာလို့ငါလို့ဟုတ်ဒါ22ရက်နေ့ဖြန်းတာ22ရက်နေ့ကဟုတ်ပါဒီမဲ့ပေါင်ကြားရမြုပ်ကုန်ပြီဗျပေါင်ကြားမှာမြုပ်ကျွန်တော်လာခဲ့โอ้ဆောင်းဆိုနေပါရဲ့ဒီမဲ့လာချက်လာကြည့်လားကြည့်အဲ့ဘေးကိုကြည့်လိုက်ဒီဘေးကိုကြည့်လိုက်တော့ခုနဘွဲနေကြောင်လို့အားနာလို့မခေါ်တာဟုတ်ကဲ့ဒီမဲ့ဟုတ်မယ်ဒီဘေးကြီးကြည့်လိုက်တော့ခုနလိုဘောကြည့်ရမလို့ဒီမဲ့ဒီကိုကြည့်လိုက်ဒီမဲ့တင်းတဲ့တိုင်းပဲဒီမှာခင်ဗျာရှိရင်ငါတို့ဒီဘက်မှာတဲမယ်တော့ဒီမဲ့ကြီးကြီးကြီးပဲနေတိုင်းမို့ဟုတ်တယ်ရေသွေးရောလာမှာ